မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဒီကနေ့ကျွန်မကျမ်းနှစ်ပိုက်ကိုဖတ်ချင်ပါတယ်ပထမဆုံးအနေနဲ့ရှမသက်ခရစ်ဝင်အခန်းကြီး6အငယ်33ဖျားသခင်ဤနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံ Matthew chapter 6 verse 33 But seek ye first the kingdom of God and his righteousness, and all these things shall be added unto you. Now to Papa me. Salanja Akanji dia Nasako Angeto. Poamiendo Tatamiro di Taurapia Suchawi Betanado Mudo Amui Osa Pichai. Psalm 127 verse 3. Children are a heritage from the Lord, offspring a reward from him. ချစ်တော်ခရိယန်ကြီးကိုမောင်မာရီကျမဒီနေ့ကျမလက်ခံရရှိတဲ့အရာတစ်ခုကိုကျမအားလုံးကိုဝေမျှချင်ပါတယ်ဒီကျမ်းပိုင်နဲ့လည်းပတ်သက်တယ်ပေါ့နော်ကျမတို့ဟာတကယ်ပဲကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့အတွက်ကိုယ့်ရဲ့အိမ်ထောင်အတွက်ဟောပေါ့နော်ပညာတွေရှာတယ်စီးစိမ်ဥစ္စာတွေရှာတယ်security ဖြစ်ဖို့အတွက်ကျမတို့ရှာတယ်ပြီးလို့ရှိရင်ကျမတို့အိုးပညာအမွေပေးခြင်းနဲ့အရန်ကောင်းတယ်ဒါမဲ့ဒီနေ့ကျမတခုကျမကိုစကားပြောတဲ့အရာတခုရှိရပေါ့နော်ဘာလဲဆိုလို့ရှိရင်ဒီကနေ့တဲ့သင်သေးသွားခဲ့လို့ရှိရင်တဲ့သင်ရဲ့ရွှေငွေကားတွေအိမ်တွေဘာတခုမှသင်ယူသွားလို့မရဘူးသင်ယူသွားလို့ရတာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့သင်ရဲ့သားသမီးပဲဖြစ်တယ်အဲ့ဒီဥစ္စာကိုကျွန်မကြားတဲ့အခါမှာပေါ့နော်တကယ်ပဲကျွန်မwhat is my priority ကျွန်မဘာကို priority ထားနေတယ်လဲဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့မှကျွန်မစဉ်းစားမိတဲ့အခါမှာကျွန်မတကယ်ပဲတုံလုံး6ချသွားတယ်ဒီကနေ့ချစ်တော်ညီကိုမှာတော့ကျွန်မတို့ကလေးတွေကိုပေါ့နော် sport နဲ့ဆိုင်ပြီးတော့ပို့တယ်ကျူရှင်တွေပို့တယ်ကျောင်းတွေထားတယ်အရန်ကောင်းတယ်ဒါပေမဲ့ကျမတို့စူးစမ်းတယ်ကျောင်းဆိုကျမတို့အချိန်မီပို့တယ်ပေါ့နော်ဒါပေမဲ့တင်သွားရတဲ့အချိန်မှာစိတ်ချမှုတင်းရဲ့ကလေးတွေအတွက်တင်ကောင်းကင်နိုင်ငံကိုခေါ်သွားမဲ့ကလေးတွေအတွက်တင်ဘာလုပ်ပြီးသွားပြီလဲဒီနေ့ဘာကိုရွေးချယ်ပြီးတော့မှမိဘတွေလုံနေကြတယ်လေကျမဒီ question ကိုအားလုံးပြန်မေးချင်ပါတယ်အကယ်၍တင်ဟာသားသမီးမရှိရဲ့လူတယောက်ဆိုအော်ငါရှိမှသားသမီးမရှိဘူးဒါဆိုရင်သင်ရဲ့ကောင်းကင်ဘဏ္ဍာအတွက်သင်ဘာကိုလှုပ်ဆောင်ပြီးသွားပြီလဲရောက်စီတိုင်းပေါ်မှာဖြတ်ရှင်ကောင်းချီးပေးပါစေအာမင်